နေအပြည့်ကျက်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီးတဲ့နောက်လာမယ့်ဩဂုတ်လ28ရက်မှာလည်းလာကျက်မှုဖြစ်စဉ်တစ်ခုထပ်မံဖြစ်ပေါ်တော့မယ်လို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားပါတယ်။ဒီဖြစ်စဉ်ဟာတစ်စိတ်တစ်ပိုင်းလာကျက်မှုဖြစ်ပေမဲ့လကဘာရဲ့63%အထိကဘာကျိုရဲ့အမဲမောင်ဆုံးအရေးအောက်ကိုရောက်သွားမှာဖြစ်ပါတယ်။ဒါဆိုရင်ဩဂုတ်လ28ရက်မှာဘယ်လိုဖြစ်စဉ်မျိုးဖြစ်ပေါ်လာမလဲဆိုတာကိုသိပ္ပံနည်းကျလေ့လာကြည့်ရအောင်ပါ။လာကျက်မှုဆိုတာနေကဘာနဲ့လ3ခုဟာတဒန်းနဲ့ကြာရောက်နေတဲ့အချိန်မှာကဘာရဲ့အရေးကလပေါ်ကိုကြာရောက်တာကိုဆိုလိုပါတယ်။ဩဂုတ်လ28ရက်ဖြစ်စဉ်မှာလဟာကဘာရဲ့အမဲဆုံးအရေးအောက်ကိုတစ်စိတ်တစ်ပိုင်းဝင်ရောက်သွားမှာပါ။အဲ့ဒီအခါမှာလရဲ့63%ကိုအရေးကဖုံးလွှမ်းသွားမှာဖြစ်လို့လဟာအနီရောင်ပြောင်းသွားတဲ့ black moon ပုံစံမျိုးမဟုတ်ပေမဲ့အလွန်မောင်မဲတဲ့မြင်ကွင်းကိုရရှိမှာပါ။ဒီဖြစ်စဉ်ကိုဘယ်သူတွေမြင်ရမလဲဆိုတော့အမေရိကဥရောပအာဖရိကနဲ့အနောက်အာရှနိုင်ငံတွေကပြည်သူတွေဝင်မြင်ရမှာဖြစ်ပြီးတော့မှအာရှအရှေ့ပိုင်းနဲ့ပစိဖိတ်ဒေသခံတွေကတော့မြင်ရဖို့ကိုခက်ခဲနိုင်ပါတယ်။ဒါဟာတစ်စိတ်တစ်ပိုင်းလက်ချက်ဖြစ်ပေမဲ့63%အထိဖုံးလွှမ်းမှုဆိုတာကအပြည့်ကျက်နှီးပါးကိုဆိုလိုတာမို့နက်ခတ်ဗေဒပညာရှင်တွေအတွက်အလွန်အရေးပါတဲ့လေ့လာစရာအခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုမျိုးလက်ချက်ဖြစ်စဉ်တွေကတတိတို့အတွက်သိပ္ပံသုတေသနအရာရောဗေဒပညာအရာပါအရေးပါပါတယ်။ဒီဖြစ်စဉ်ကိုလေ့လာခြင်းအပြင်ကမ္ဘာလေထုရဲ့ဖွဲ့စည်းမှုနေအောင်ခြည်စစ်ထုတ်မှုနဲ့လပေါ်မှာရှိတဲ့မြေမျက်နှာသွေးပြင်အကြောင်းကိုပါပုံမသိရှိနိုင်ပါတယ်။ကြည့်ရှုလိုသူများအနေနဲ့မိုးကောင်းကင်ကြည်လင်တဲ့နေရာကိုရွေးချယ်ပြီးတော့မျက်စိအကာအကွယ်မပါဘဲလက်ချက်ကိုကြည့်ရှုနိုင်ပေမဲ့အဝေးကြည့်အမှန်ပြောင်းသုံးရင်ပုံမပြပြစွာလည်းမြင်ရမှာပါ။ဒါကြောင့်ဩဂုတ်လ28ရက်မှာဖြစ်ပေါ်မဲ့တစ်စိတ်တစ်ပိုင်းလက်ချက်ဖြစ်စဉ်ဟာတာမန်ဖြစ်ရမဟုတ်ပဲသိပ္ပံပညာအတွက်အဖိုးတန်တဲ့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ဒီအကြောင်းအရာကိုစိတ်ဝင်စားကြတဲ့ပရိသတ်တွေအနေနဲ့တင်တို့ဒေတာရဲ့မြင်နိုင်မဲ့အချိန်ကိုကြိုတင်စစ်ဆေးပြီးတော့ပြင်ဆင်ထားဖို့အကြံပြုလိုက်ရင်းနဲ့ဒီကနေ့ရဲ့ Modern Science and Technology အစီအစဉ်ကနေတင်ဆက်လိုက်ရပါတယ်ရှင်။